ဇူလိုင်လအတွက်တနင်္ဂနွေသားသမီးဟောစတဲ့နေ့ကိုဆရာမလေးကတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးတွေဒီကာလမှာပြောရမယ်ဆိုရင်တော့သူရိယနေမင်းထုံးလင်းတောက်ပါတဲ့အနေအထားပေါ့နော်အရှိမမြူမုံနေတိန်နေနော်အများကြီးကိုကွယ်ဝှက်ထားတဲ့နေရာကနေပြီးတော့အခုချိန်မှာကိုကနော်အရာအားလုံးကိုထုံးလင်းတောက်ပလာတဲ့သူရိယနေမင်းလိုပဲပေါ့နော်အရာမှာအောင်မြင်မယ်အိမ်တွင်းရေးတွေအောင်မြင်မယ်အဆင်ပြေမယ်အလောက်အကင်တွေမှာတိုးတက်မယ်ထူးခြားမယ်အစရှိတဲ့ပြင်ပေါ့နော်ငွေဝင်လမ်းကြောင်းတွေပွင့်လာမယ်ဆိုတော့နာမည်ကိုဆရာမလေးကစပြီးတော့တွေ့ရတယ်အဲ့တော့တနင်္ဂနွေသားသမီးအားလုံး congratulation ပေါ့နော်အဲ့တော့ဒီလမှာကတော့တနင်္ဂနွေသားသမီးတွေအရင်စူးစမ်းမှုတွေအရာအားလုံးပေါ့ရှေ့မှာစူးစမ်းခဲ့တဲ့အရာအားလုံးအကောင့်ထဲပေါ်လာမယ်ပေါ့နော်တချို့ကိစ္စတွေမှာကြတော့ဆရာမလေးမှကျင်တာတော့တချို့ကိစ္စတွေမှာကိုကလောင်ကစားဆန်ဆန်ပြုမှုရတဲ့ကိစ္စတွေအလောင်းအစားလုပ်ရတဲ့ကိစ္စတွေနောက်တစ်ခုကကြတော့ဒီပေါ့နော်လောင်းကြီးထပ်ပြီးတော့ကိုယ့်ရဲ့ဘဝနဲ့ဒါမှမဟုတ်ကိုယ့်ရဲ့အလုပ်ကိုင်းနဲ့ကိုယ့်အခွင့်အလမ်းအခွင့်အရေးတွေနဲ့နော်ကိုယ့်မိသားစုနဲ့ကိုယ့်ချစ်သူနဲ့ဒီလိုမျိုးပေါ့အရေးကြီးတဲ့ခန္ဓာတွေမှာလောင်းကြီးထပ်ပြီးလောက်ရလောက်တဲ့အထိတချို့တော့ကိစ္စတွေကိုလှုပ်ဆောင်ရမယ်ဆိုတော့နည်းနည်းလေး dangerous ဖြစ်တယ်အနေရရှိတာဖြစ်တဲ့အတွက်နော်အဲ့တော့ risk ယူဖို့ကိုနည်းနည်းဂရုစိုက်ပါနော်ကိုယ့်ရဲ့အိမ်မက်တွေပေါ့နော်ဇာတာရှင်ရဲ့အိမ်မက်တွေကအိမ်မက်တွေကိုကွာလေကိုရှိဆွဲဆောင်နေတာပေါ့နော်ကိုယ့်ရဲ့ကံကြမ္မာတွေကိုယ့်ရဲ့အောင်မြင်မှုတွေကmanifest လုပ်နေတာမျိုးပေါ့နော်ဆရာမလေးတွေ့ရတာကတော့ကိုခေါ်ဆောင်လာတယ်ကိုယ့်ရှိကနေပြီးတော့ဇာတာရှင်ဟာစိတ်ကတိမ်ညွတ်လိုက်တာနဲ့အဲ့ဒီအရာတွေအားလုံးရတဲ့ပုံစံမျိုးမြင်ရတယ်နော်အဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေ reality အဲ့ဒီအိမ်မက်ကနေပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုကိုကမှော်ဆန်စွာနဲ့ကိုယ့်ရဲ့လက်တွေ့ဘဝတွေအထိယူလာတယ်။နော်ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုကောင်းတဲ့ဖော်လာနိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။မှော်စရာတယောက်လိုပဲတဲ့နော်။ပြီးတော့ဒီဇာတာရှင်တွေကကိုလိုချင်တဲ့အရာတွေကိုညှို့ငင်နိုင်တဲ့အစွမ်းရှိတယ်နော်ညှို့ယူနိုင်တဲ့အစွမ်းရှိတာမျိုးလည်းတွေ့ရတယ်နော်အဲ့တော့ကိုယ့်ရဲ့နောက်တစ်ခါကျတော့ဒီကာလမှာincome ပေါ့နော်ဝင်ငွေတွေကလည်းတိုးလာတာမျိုးပြီးတဲ့အခါမှာဒီထက်ပိုပြီးတော့ကောင်းလာတဲ့အနေအထားတွေရရှိလာတာမျိုးအောင်မြင်မှုတွေပြည့်စုံလာတာမျိုးဆရာမလေးကတော့မြင်ရတယ်ပို့ပြီးတော့လည်းဒီဇာတာရှင်တွေကအခုချိန်မှာပို့ပြီးတော့အလုပ်တွေကောင်းလာမယ် smart တွေပို့ကြလာမယ်ပို့ပြီးတော့လည်းလှပလာမယ်ယောက်ျားလေးဆိုလည်းမိုက်လာမယ်style တွေကြပြီးတော့ပေါ့နော်ကြည့်လိုက်လို့ရှိလို့ရှင်းတန့်နေတာမျိုးတွေလည်းဖြစ်နိုင်တယ်တချို့ကြတော့လေသိရမလားလူတယောက်ကအောင်မြင်လာပြီလူတယောက်ကပြည့်စုံလာပြီဆိုလို့ရှိရင်သူကသူဟိုချောမချောလှမလှအလိုနေနဲ့ကြည့်ကောင်းသွားတယ်သူရဲ့အောင်မြင်မှုဆိုတဲ့အချိန်မှာသူ့ဖုံးလွှမ်းသွားတဲ့အတွက်သူကသူများတဲ့အရင်ကထပ်ပို့ပြီးတော့လှပလာတယ်တောက်ပလာတယ်ပေါ့နော်အစရှိသဖြင့်ဒါမျိုးလေးတွေတွေ့ရတယ်နော်အရင်ကတိတ်လေးပဲနေတတ်ပေမဲ့လေနော် low key လေးနဲ့ပဲနေပေမဲ့လေနောက်ပိုင်းကျတော့ကိုယ့်ရဲ့အရာအားလုံးကိုကဟိုအောက်ခြေကနေစူးစမ်းခဲ့တဲ့သူတွေလည်းဖြစ်တဲ့အတွက်အစုကြုံနေမြင်အကုန်လုံးကနားလေနေပြီသဘောတရားတွေလည်းသိနေပြီအဲ့တော့အလုံးမှလည်း smart ဖြစ်လာတယ်ပေါ့နော်အရင် smart ကြလာတယ်အလုပ်တွေမှလည်းတိုးတက်လာတယ်နော်လုံးသမျှကင်သမျှကလည်းတကယ်ဟိုပေါ့နော် great job တွေဖြစ်လာတယ်နော်ကောင်းမွန်တဲ့အရာတွေကိုရရှိလာတယ်နော်ဘာလို့မဆိုညံရည်သွေးလည်းကောင်းတဲ့အတွက်တခုခုဆိုလည်းဖြည့်ရှင်းဖို့နော်ပြီးတဲ့အခါမှာအတွေ့အကြုံတွေကလည်း experience တွေကလည်းကိုယ့်ရဲ့အလုပ်မှာကိုယ့်ရဲ့အနာဂတ်မှာအများကြီးကလည်းဖြစ်လာပြီးပြီဆိုတော့အခါကျတော့ဒီဇာတာရှင်တွေဟာပေါ့နော်တော်တော်လေးကိုလည်းဒီချိန်ကာလမှာကိုယ့်ရဲ့တော့ချက်တွေဘဝရဲ့တော့ချက်တွေအားလုံးကိုလည်းဖွင့်လှစ်လာနိုင်တာမျိုးပေါ့နော်ဒါမျိုးလေးကိုလည်းဆရာမလေးတွေ့ရတယ်ဇာတာရှင်တို့ကသစ္စာရှိတယ်ဘဝမှာလည်းသစ္စာရှိတဲ့လူယုံတွေကိုပဲမွေးဖွားခြင်းနဲ့စောင့်ရှောက်ခြင်းနဲ့အတူတူခေါ်ထားခြင်းနဲ့အဲ့လိုပဲပြီးတော့သစ္စာရှိတဲ့ခွေးလေးတွေနော်သစ္စာရှိတဲ့တိရစ္ဆာန်လေးတွေဆိုတဲ့ကိုသဘောကျတယ်နော်တန်မိုးတိမှလည်းတန်မိုးရှိတာဖြစ်တဲ့အတွက်ကို့ဘေးနားမှာဆိုရင်လည်းတန်မိုးတိတက်တဲ့သူတွေကိုကတန်မိုးရှိစွာနဲ့ဂယုစိုက်တဲ့သူတွေကိုပဲကို့အနီးနားမှာခေါ်ထောင်ထားခြင်းနေပေါ့နော်ဒီကြားထဲမှာ wedding လုပ်ဖို့တွေ propose လုပ်ဖို့တွေဟာလာ engagement လုပ်ဖို့တွေရှိတယ်ဆိုလို့ရှိရင်လည်းဒီပွဲတွေအထမြောက်သွားမှာကိုလည်းတွေ့ရတယ်ဥပမာကိုယ် romantic partner ပေါ့နော်ဘဝအတွက်လက်တွဲဖို့တွေဘာတွေကိုလည်းဒီဇာတာရှင်တွေတွေ့နိုင်တာမျိုးပေါ့နော်ဒါအသက်ငယ်ရွယ်တဲ့သူတွေပေါ့လူငယ်လူရွယ်တွေပေါ့နော်romantic partner တွေရလာနိုင်တယ်ပြီးတဲ့အခါဒါမှမဟုတ်လည်း business partner ပေါ့နော်အလုပ်အကင်တွဲလုပ်ရင်းနဲ့ကိုယ့်အတွက်ကောင်းမွန်တဲ့သူတွေကိုရှိကိုဝင်ရောက်လာနိုင်တယ်အခွင့်အလမ်းဒါမှမဟုတ်လည်းအခွင့်အရေးအသစ်တွေကမိစီကိုလာနိုင်တယ်ပေါ့နော်အဲ့တော့ဒီဇာတာရှင်တွေဥပမာအဋိဌာန်တွေလည်းဝင်ခြင်းနဲ့အလုပ်တွေလည်းပုံမအောင်မြင်ခြင်းလို့เนาะတခုခုကိုပေါ့เนาะအဋိဌာန်ကျင့်စဉ်အနေနဲ့ကျင့်မယ်ဆိုလို့ရှိရင်เนาะနမောဗုဒ္ဓသားဆိုတဲ့ဒီဂုဏ်တော်လေးကိုနေ့စဉ်ပတိတစ်လုံးချကာရာတပုတ်ဆုံးပတိတစ်လုံးချနဲ့တနေ့ကို3ပတ်
เนาะဒီတလားတာလုံးစိတ်ပေးမယ်ဆိုလို့ရှိရင်အောင်မြင်မှုအထွတ်ထိပ်တွေကိုရရှိမှာဖြစ်ပါရဲ့ရှင်အောင်မြင်တိုးတက်တဲ့သူတွေဖြစ်ကြပါစေနောက်တစ်ခုကကြတော့ဇာတာရှင်တို့လာမယ့်၈လပိုင်းဒါမှမဟုတ်အခု၈ရက်ကနေဒါမှမဟုတ်လာမယ့်၈လပေါ့เนาะအဲ၈လ၈ရက်အတွင်းမှာကိုယ့်အတွက် confidence level တွေပုံမကောင်းမွန်လာမယ်အနာဂတ်အသစ်တွေကိုပုံဖော်လာနိုင်မယ်အိမ်မက်တွေကိုလည်းအများကြီးကောင်းနေဖော်လာနိုင်တာကိုတွေ့တဲ့အတွက်တကယ်ကိုကိုယ့်အတွက်ပေါ့เนาะအသစ်တော့connection တွေအများကြီးကိုရရှိလာနိုင်မယ်လို့ဆရာမလေးကလည်းတွေ့ရတယ်ပြီးတော့ဇာတာရှင်တို့ဟာဆရာမလေးရဲ့နာမည်ဟောစတဲ့နားထောင်တဲ့အခါမှာနော်ဝတ်ထားတဲ့အင်ကြီးခြုံထားတဲ့စောင်ခေါင်းအောင်ချင်တောင်ဒါမှမဟုတ်လေလိုက်ကာနော်အနီးနားမရှိတဲ့လက်ကင်ပွားတစ်ခုမဟုတ်တစ်ခုပေါ့နော်ရှိတဲ့အရာဟာအနီအောင်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်အဖြူအောင်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါမှကိုဝတ်ထားတဲ့အင်ကြီးမှာအနီအောင်အဖြူအောင်တွေပါတယ်အနီးနားပစ္စည်းတွေထဲမှာအနီအောင်အဖြူအောင်တွေပါနေတယ်ဆိုလို့ရှိရင်တင့်ရဲ့ဇာတာပို့ပြီးတော့ဒီကာလမှာပို့ပြီးတော့ကံကောင်းအောင်မြင်အစဉ်ပြေထူးခြားမှုတွေကိုရရှိမှာဖြစ်တယ်လို့ဆရာမလေးကတော့ပြောချင်ပါတယ်အဲ့တော့ဘဝမှာအောင်မြင်မှုတွေကိုလွယ်လွယ်ကူကူရခဲ့တာမဟုတ်ဘဲနဲ့ကိုယ်တိုင်စူးစမ်းအထောက်မှရခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ယနေ့ယခုချိန်ကနေစပြီးတော့ဆရာမလေးရဲ့နမိတ်ကိုနားထောင်ပြီးပုံမပြည့်စုံတဲ့သူတွေအောင်မြင်တဲ့သူတွေသာဖြစ်ကြပါစေမိသားစုကိစ္စတွေအောင်မြင်မှုတွေကိုလည်းအများကြီးပိုင်ဆိုင်နိုင်ပါစေလို့ဆရာမလေးကဆုမွန်ကောင်းတောင်းပေးပါတယ်ကောကကင်ဝေးစိတ်ချမ်းသာပါစေရှင်